ပြောကြမယ့်အားတော့ကျွန်တော်တို့မြေတိုင်းလုပ်ငန်းမှာ auto level ကိရိယာကိုအသုံးပြုပြီးတော့ဘယ်လိုတိုင်းကြမယ်ဘယ်လိုအသုံးပြုကြမယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်ရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ auto level ဆိုတာကကျွန်တော်တို့ point တစ်ခုနဲ့တစ်ခုမှာအနေမြင့်သတ်မှတ်ချက်ကွာဟချက်ကိုတိုင်းတာတဲ့ကိရိယာပဲဖြစ်ပါတယ်အဲ့ဒီကိရိယာကိုကျွန်တော်တို့တိတဲ့ point တစ်ခုပေါ်မှာပေတံကိုထောင်ပြီးတော့ကျွန်တော်တို့တိတဲ့ဥစ္စာကိုနောက်ပြန်ဖတ်ချက် website နဲ့ကျွန်တော်တို့ရှေ့မှာမတိတဲ့ point အဲ့ဒီမှာပေတံထောင်ပြီးတော့ရှေ့ကိုဖတ်ချက် fs ဒီနှစ်ခုကြားမှာကျွန်တော်တို့အသုံးပြုပြီးတော့ auto level ကိုအသုံးပြုသွားမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေတည်ထားဖို့လိုမလဲဆိုရင် website နောက်ပြန်ဖတ်ချက်เนาะ fs ရှေ့ကိုဖတ်တဲ့ဖတ်ချက် full site အဲ့ဒီ full site ကတော့ကျွန်တော်တို့ဒီ unknown point ကိုဖတ်တဲ့အခါဖတ်ချက်ပဲဖြစ်ပါတယ် is ဆိုတာကအခါအားလျော်စွာကျွန်တော်တို့ဒီ point နှစ်ခုကြားထဲမှာလိုအပ်တဲ့ point တွေကိုလိုအပ်တယ်လို့ကျွန်တော်တို့အနေမြင့်ကွာခြားချက်ကိုတည်လို့လေကျွန်တော်တို့က intermediate site အနေနဲ့ကျွန်တော်တို့ထည့်သွင်းရပါတယ်အဲ့ဒီဥစ္စာရှင်းပြပြီးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ fee level မှာအလုပ်လုပ်ရတဲ့ပုံလေးကိုဒီမှာ schedule လေးဆွဲပြီးတော့ကျွန်တော်တင်ပြထားပါဖြစ်ပါတယ်ဟောဒီမှာဆိုရင် BM ရှိပါတယ် BM မှာဆိုရင် existing elevation 100လို့ကျွန်တော်တို့သတ်မှတ်ထားပါတယ်အဲ့ဒီမှာနောက်ပြန်ဖတ်ချက် base site ဆိုတာရှိမယ်ဟောဒီမှာ intermediate site ဆိုတာရှိမယ် IS1 ဟောဒီမှာ 4 site point number 1ရဲ့ 4 site ဒါတွေအကုန်လုံးဟာသူ့အစီအစဉ်နဲ့သူမိသားတကြပုံစံကြွားပါမယ်ကျွန်တော်တို့ဒီမှာဖတ်တဲ့ဖတ်ချက်တွေအကုန်လုံးကိုကျွန်တော်တို့ auto level TOD ရှိတဲ့ကျွန်တော်တို့မှတ်တမ်းတင်တဲ့စာရွက်ပေါ်မှာကျွန်တော်တို့သူ့ဇာတ်ခွက်အတိုင်းဖြည့်သွားမယ်ဆိုရင်ကျွန်တော်တို့ကအမှားရင်းနဲ့စာလောက်ကင်မှုတွေရှိမှာပါအဲ့ auto level အသုံးပြုတဲ့အခါမှာ leveling equation တွေကိုကျွန်တော်ရှင်းပြပါရစေ leveling equation ပေါ် HI method အဲ့ဒီမှာဘာလဲဆိုတော့ existing elevation plus base site equal to HI ဆိုတာက instrument height ကိုပြောတာပါအဲ့ဒီ instrument height ကကျွန်တော်တို့ leveling တစ်ခုနဲ့တစ်ခုကူးတဲ့အခါမှာအရေးကြီးတဲ့အစိတ်ပိုင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုရင် existing elevation ဒီမှာဆိုရင် existing elevation က BI မှာဆိုရင်100ထားပါတယ်ဟော base site အဲ့ဒီမှာ existing elevation ပေးထားတဲ့ကျွန်တော်တို့ base site သူ့ကိုနောက်ပြန်ဖတ်ချက်အဲ့ဒီမှာကျွန်တော်တို့ base site ဖတ်ထားတဲ့ဖတ်ချက်အဲ့တစ်ခုပေါင်းလိုက်ရင်ဟောဒီ instrument ရဲ့ height ကိုအမြင်ရမှာပါ instrument height အဲ့ instrument height ကိုတီးပြီးသွားရင်ကျွန်တော်တို့ 4 site ဆိုတာကဥမာ point number 1 ကိုကြည့်မယ်ဆိုရင် 4 site number 1 ပေါ်ဒီမှာ fs number 1အဲ့ဒါကိုနှုတ်လိုက်တယ်ဆိုရင် new elevation ဘယ် elevation လဲဆိုတော့ point number 1 ရဟောဒီမြေပြင်မှာရှိတဲ့ elevation ကိုရရှိမှာဖြစ်ပါတယ်ဟောဒီမှာ hi - is ဆိုတာရှိပါတယ်အဲ့ဒီ is ကတော့ဒီ is1 ကိုညွှန်းခြင်းဖြစ်ပါတယ် instrument height hi - is intermediate site ဖတ်ချက်ကိုနှုတ်လိုက်မယ်ဆိုရင်ကျော် new elevation ဒီ elevation ကြတော့ is ကိုဖတ်တယ်ဆိုရင် is ရဲ့ elevation မြေပြင် elevation ကိုရရှိမှာပဲဖြစ်ပါတယ်အဲ့ဒီမှာဆိုရင် bm1 ကျွန်တော်တို့က bm2 ကြီးကိုတန်းပြီးတော့သွားလို့မရတဲ့အခြေအနေမှာဆိုရင် bm1 ကနေ point number 1 ကိုကျွန်တော်တို့သွားမယ် point number 1 ကနေ point number 2 ကိုသွားမယ်ဂျားထဲမှာကျွန်တော်တို့လိုအပ်တဲ့လို့ဖတ်ချက်တွေ is2 ရှိမယ် is3 ရှိမယ်ဒီလိုအဆင့်ကဲနဲ့ကျွန်တော်တို့ဖတ်ချက်တွေပြုလုပ်သွားရတာပဲဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဖတ်ချက်တွေကိုကျွန်တော်တို့ bs တို့ is တို့ဘယ်လိုသတ်မှတ်မလဲဆိုရင်ကျွန်တော်တို့ telescope ကိုကြည့်တဲ့အခါမှာဒီလိုဆက်ဝိုင်းပုံကြီးကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင် cross hair 3 line ရှိပါတယ် vertical တစ် line ရှိမယ် upper hair line ရှိမယ် center hair line ရှိမယ် lower hair line ရှိမယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ bs တို့ is တို့ကျွန်တော်တို့ fs တို့အခုပြောကြားနေတဲ့ဟာတွေအကုန်လုံး center wire ဖတ်ချက်တွေကိုကျွန်တော်တို့မှတ်သားရမှာဖြစ်ပြီးတော့ဒီ upper hair line နဲ့ဒီ lower hair line ကိုဘယ်နေရာမှာအသုံးချမလဲဆိုရင်ဒီစက်ကရိယာနဲ့ကျွန်တော်တို့နောက်ပြန်ဖတ်တဲ့ဖတ်ချက်ရှေ့ပေါ်ဖတ်တဲ့ဖတ်ချက်အကွာအဝေးတွေရှိပါတယ်ဒီအကွာအဝေးတွေလိုအပ်တဲ့အခါမှာကျွန်တော်တို့ upper hair line နဲ့ lower hair line ကိုအသုံးပြုရမှာပဲဖြစ်ပါတယ်အဲ့ဒီ upper hair line lower hair line ဘယ်လိုအသုံးပြုမလဲဆိုရင် upper hair line တွေက lower hair line ကိုနှုတ်ရင်ကိန်းကနန်းတစ်ခုထွက်လာပါပဲအဲ့ဒီမှာ instrument ရဲ့ stereo constant 100နဲ့နှောက်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီ distance တွေရရှိမှာပါဒီမှာဆိုရင် set ကရိယာနဲ့ကျွန်တော်တို့ bn ကုံရဲ့အကွာအဝေးရှိမယ်ဟောဒီမှာဆိုရင် set ကရိယာနဲ့ point number 1 ရဲ့အကွာအဝေးရှိမယ်အဲ့ဒါဆိုရင် bn ကုံဖတ်တဲ့ဖတ်ချက်မှာ upper hair line lower hair line မှတ်သားထားမယ်ဆိုရင်သူ့ရဲ့အကွာအဝေးကိုတွက်ကြည့်လို့ရပါတယ်နောက်တစ်ခုက point number 1 ကိုကြည့်တဲ့အခါမှာ 4 site မှာကြည့်ရင်းနဲ့ upper hair line lower hair line ကိုမှတ်သားမယ်ဆိုရင်ကျွန်တော်တို့ set ကရိယာနဲ့ 4 site point number 1 ရဲ့အကွာအဝေးဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့သိလာရမှာပဲဖြစ်ပါတယ်နောက်ဆုံးမိတ်မှာကျွန်တော်တို့ဒီလိုတွက်သွားတယ်ဒီလိုဖတ်ချက်တွေကိုကျွန်တော်တို့ဘိုကင်မှာမှတ်တမ်းတင်ထားခြင်းဖြင့်နောက်ဆုံးမှာတွက်ချက်မှုအားလုံးပြီးသွားတဲ့အခါမှာ BM number 2 ရဲ့ elevation ဘယ်လောက်ရှိတယ်လဲဆိုတာကိုကျွန်တော်တို့တွက်ထုတ်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်တို့စာပေ instrument တစ်ခုဖြစ်တဲ့ leveling instrument auto level ကိုအသုံးပြုပြီးတော့ကျွန်တော်တို့တိုင်းတာခဲ့တဲ့ data တွေကိုဖတ်ချက်တွေမှတ်ချက်တွေပေတံကိုကြည့်ပြီးတော့ဖတ်ချက်တွေရရှိတာတွေအဲ့ဖတ်ချက်တွေကနေပြီးတော့ကျွန်တော်တို့မှတ်သားထားတဲ့ data တွေကိုကွင်းထဲကနေ feed ထဲကနေကျွန်တော်တို့ရရှိလာတဲ့ data တွေပဲဖြစ်ပါတယ်အဲ့မှာရထားတဲ့အတိုင်းပဲကျွန်တော်တို့စအုပ်ဆုံး BM1 ကနေစတိုင်းပါတယ် BM1 ကဆိုရင်သူ့ရဲ့ existing elevation က100 မီတာရှိပါတယ်သူကကြတော့ main sing level ဆိုပြီးတော့ကျွန်တော်တို့ remark ထားခဲ့ပါတယ်ဒါကတော့ remark ပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ BM1 ကနေပြီးတော့ကျွန်တော်ဘယ်ကိုသွားလဲဆိုရင် point number 1 ကိုကျွန်တော် elevation ကူးတယ်ဂျားထဲမှာကျွန်တော်တို့ is ဖတ်ချက် is1 ကိုကျွန်တော်တို့ဖတ်ခဲ့တယ်အဲ့ point number 1 ကနေပြီးတော့ကျွန်တော်တို့ကူးပြီဆိုတော့ BM1 ကို back side ကြည့်တယ် point number 1 ကို 4 side ကြည့်တယ်
အဲ့တိုင်းပဲကျွန်တော် point number 1နေပြီး point number 2ကိုနောက်တဲ့ elevation တစ်ခုကူးတယ်အဲ့ခါမှာဆိုရင် point number 1ကိုလည်းကျွန်တော်တို့ website တစ်ခါကြည့်ခဲ့ရတယ်အဲ့တော့ point number 1နေပြီးတော့ IS တခုကြားထဲမှာရှိပါတယ်အဲ့တော့ IS2 ကိုလည်းကျွန်တော်တို့ IS ဆိုပြီးတော့ကျွန်တော်တို့ဖတ်ခဲ့တယ် point number 2ကိုကြာတော့ကျွန်တော်တို့ 4 site သွားရတဲ့အတွက်ဒီမှာ 4 site ဖတ်ချက်ရရှိပါတယ်အဲ့ဒီကနေပြီးတော့ point number 2ကနေပြီးတော့ဘယ်ကိုဆက်သွားလဲကျွန်တော်တို့ BM2 ကိုဆက်သွားတယ်ကျွန်တော်တို့လိုချင်တာက BM2 ရဲ့ elevation ဘယ်လောက်လဲဆိုတာလိုချင်တာပါအဲ့တော့ point number 2ကနေပြီးတော့ BM2 ကိုဆိုရင် point number 2ကိုကျွန်တော်တို့ website ကြည့်ရတဲ့ website ကြည့်ချက်ရှိပါမယ် BM2 ကိုလည်းကျွန်တော်တို့ 4 site ကြည့်ရတဲ့ဖတ်ချက်ရှိပါမယ်အဲ့ဒီဥစ္စာတွေ data တွေကိုပြည့်ပြည့်စုံစုံကျွန်တော်တို့ရရှိလာခဲ့ပြီးတဲ့အခါမှာကျွန်တော်တို့ HI method နဲ့ကျွန်တော်တို့ elevation ကိုတွဲထုတ်မှာပဲဖြစ်ပါတယ်ဒီဘက်မှာဆိုရင် elevation method မှာဆိုရင် HI elevation method မှာဆိုရင် existing elevation plus website equal to HI လို့ကျွန်တော်တို့ပုံသင်နည်းရှိပါတယ်အဲ့တော့ HI ကိုတွက်မယ်ဆိုရင်ဒီမှာ existing elevation ရဲ့100 website က 0.6 အဲ့တော့ HI ကဘယ်လောက်ရမလဲဆိုရင်100.6ရရှိပါမှာခင်ဗျအခုကျွန်တော်တွက်နေတဲ့အတိုင်းပဲဒီဗီဒီယိုကြည့်နေတဲ့သူကလည်းဒီပြိုင်ထဲမှာစာရွက်တော်တော်ကောင်း calculator တော်ကောင်းဘေးနားမှာချပြီးတော့လိုက်တွက်မယ်ဆိုရင်ကျွန်တော်တို့ကလွယ်ကူစွာနဲ့ဒီ elevation method နဲ့ကျွန်တော်တို့တွက်နေတဲ့ auto level form ကိုလွယ်ကူစွာတွက်လို့ရမှာပဲဖြစ်ပါတယ်အဲ့ဒီက HI method ရပြီး HI method ရ100.6က BM1 နဲ့ 0.1 ကြားထဲမှာကျွန်တော်တို့ station ထိုင်ထားတဲ့အတွက်ဆက်ထိုင်ထားတဲ့အတွက် H set ရဲ့ instrument height 100.6အဲ့100.6ကနေပြီးတော့ကျွန်တော်တို့ IS1 နဲ့ P2 ရဲ့ elevation ကိုကျွန်တော်တို့တွက်မှာပဲဖြစ်ပါတယ် IS1 ရဲ့ elevation ကိုတွက်မယ်ဆိုရင် HI minus IS equal to new elevation သူ့ရဲ့ formula ကအဲ့တော့100.6ကနေ 3.8ကိုကျွန်တော်တို့နှုတ်လိုက်မယ်ဆိုရင်ကျွန်တော်ဘယ်လောက်ရမလဲဆိုရင် 69.8 ရပါတယ်အဲ့ဒါက IS1 နေရာရဲ့မြေပြင် ground elevation ပဲဖြစ်ပါတယ်အဲ့ဒီလိုပဲ point 1ရဲ့ elevation ကိုလိုမယ်ယူမယ်ဆိုရင်တော့100.6 HI ကနေပြီးတော့ point 1ရဲ့ 4 side ဖတ်ထားတဲ့ 1.2 ကိုကျွန်တော်တို့နှုတ်လိုက်မယ်ဆိုရင်69.4 ရရှိမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ IS1 ရဲ့မြေပြင် elevation ရဲ့ point 1ရဲ့မြေပြင် elevation ရရှိပါပြီအဲ့ဒီမှာကျွန်တော်တို့ station တစ်ခုပြောင်းလိုက်ရပြီ station တစ်ခုကဘယ်ကိုပြောင်းလိုက်လဲ point number 1နဲ့ point number 2ကြားတဲ့ကိုကျွန်တော်တို့ပြောင်းလိုက်ပြီဆိုတဲ့အတွက် point number 1ကိုကျွန်တော်တို့က website ပြန်ကြည့်တယ်ဒီမှာ existing elevation plus website equal to HI အဲ့တော့ point number 1နဲ့ point number 2ကြားမှာ HI ကိုကျွန်တော်တို့တွေ့ရပါဖြစ်ပါတယ်69.4 existing elevation နဲ့3.4 website ကိုဖတ်ချက်ကိုကျွန်တော်ပေါင်းမယ်ဆိုရင်69.8ရရှိမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင် point number 1နဲ့ point number 2ဓာတ်ထဲမှာ station ဆက်ကိုထိုင်ထားတဲ့အတွက် instrument height ကိုရရှိပြီးဖြစ်ပါတယ်အဲ့ instrument height 69.8ကနေပြီးတော့ကျွန်တော်တို့ new elevation ရရှိဖို့အတွက် IS2 ကိုလည်းဖတ်ခဲ့တယ် point number 2ကိုလည်း 4 site ကျွန်တော်ဖတ်ခဲ့တယ်အဲ့ဒါကိုဒီမှာပုံတင်ဒီအတိုင်းပဲ69.8ဆိုတဲ့ HI ကနေပြီးတော့ IS2 ရဲ့ elevation လိုချင်တဲ့အတွက်ကျွန်တော်တို့သူ့ဖတ်ချက် 3.6 ကိုနှုတ်လိုက်တဲ့အခါမှာကျွန်တော်တို့69.2ဆိုပြီးတော့ကျွန်တော်တို့ရရှိမှာပဲဖြစ်ပါတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ point number 2ရဲ့ elevation ကိုလိုချင်တယ်ဆိုရင်တော့69.8ဆိုတဲ့ HI နဲ့ကနေပြီးတော့ 3.8ဆိုတဲ့ဖတ်ချက်ကိုကျွန်တော်တို့နှုတ်ရမှာပဲဖြစ်ပါတယ်ဒါ point number 2ပေါ်မှာကျွန်တော် 4 site ဖတ်ချက်ပါအဲ့ဒီအတွက်ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုရင်69.3ကျွန်တော်တို့ရရှိပါတယ်ဖြစ်ပါတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ station တစ်ခုကိုထပ်ပြီးပြောင်းရပါပြီဘာလို့လဲဆိုတော့ point number 2နဲ့ BM2 ကြားထဲမှာဆိုရင်ကျွန်တော် station တစ်ခုထပ်ထိုင်ပါတယ်အဲ့ဒီမှာဆိုရင်သူ့ရဲ့ HI ကိုကျွန်တော်တို့တွေ့ရမှာပဲဖြစ်ပါတယ်အဲ့ဒီမှာ point number 2ကို website ရှိတာတော့ 3.5ကျွန်တော်တို့ HC elevation 69ဖြစ်တဲ့အတွက်69.5 ရရှိပါတယ်ဖြစ်ပါတယ်အဲ့ဒီ HI ကနေပြီးတော့ကျွန်တော်တို့ BM2 ကိုကျွန်တော်တို့ကြည့်တဲ့အတွက် BM2 ရဲ့ 4 site ကြည့်ချက် 1.2 ကိုကျွန်တော်နှုတ်ရမှာပဲဖြစ်ပါတယ်အဲ့ဒီအခါမှာဆိုရင်ဘယ်လောက်ရမလဲဆိုရင်ကျွန်တော်တို့က98.3 ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ new elevation method အရာကျွန်တော်တို့ပြန်ပြီးရှာလိုက်တဲ့အခါမှာ BM1 ငကိုရှင်းရင်းဆွဲက100အဲ့ရှင်းရင်းဆွဲ100 existing elevation ကနေပြီးတော့ကျွန်တော်တို့နှိမ့်တဲ့ဘက်ကိုသွားတဲ့အတွက်အဲ့မှာ point number 1 point number 2 station နှစ်ခုကိုကျွန်တော်တို့ဖြတ်တန်းသွားတယ်အဲ့ station နှစ်ခုကိုလည်း website တွေအတီးတီးဖတ်ခဲ့ရတယ်အဲ့တော့နောက်ဆုံးပိတ်မှာကျွန်တော်တို့က BM2 ရဲ့ elevation ကိုနောက်ဆုံးဘယ်လိုတွက်ထုတ်လာခဲ့လဲ step by step နဲ့ကျွန်တော်တို့တွက်ထုတ်လာခဲ့တဲ့အခါမှာနောက်ဆုံးပိတ်မှာတော့ BM2 ရဲ့ elevation ဆို98.3 ရရှိပြီပဲဖြစ်ပါတယ်အခုကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာဒီဗီဒီယိုကြည့်နေတဲ့လူတွေကလည်းကျွန်တော်အခုတွက်တယ်လို့မျိုးပဲဗီဒီယိုလေးကိုကြည့်ပြီးတော့2ခေါက်3ခေါက်လောက်တွက်ကြမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ existing elevation ကိစ္စတို့ဒီ leveling form ဖြည့်တာတို့တွက်ပုံတွက်နည်းလေးတွေကိုနားလည်သဘောပေါက်လောက်ပြီလို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ